Zero correct. ညစ်တော့ရင်ရှင်းနေမှာမကောင်းဘူး One correct. အဲ့ဟိုခက်တယ် Zero. စီရောအစကြည့်နေခွက်သူကမှန်နေတာဆိုတော့ One. ဝမ်းမယ်မရှိဘူး sorry ဝမ်းမယ် Two. One. အဲ့ဒါအမှန်နဲ့ဒါမှန်နေတာသူခေါ်ရဒီဟာဟို One correct. မှန်ခေါ်ရအဲ့ဒါဒီညာ ဘာလို့ပြောပြရလဲ ပူပေါင်းပြီးတော့ဆိုရင်ဒါမှန်နေတာမှန်နေဒီနောက်ကိုပြောင်းအမှန်နေအဖြူကအဲ့ပဲမှန်နေဟုတ်ဘူးဒီကမှန်တာလည်းဖြစ်နေတာပဲ One correct. အဲ့ဆိုတော့ဟုတ်တယ်အဖြူကဒီဟာအဝိုင်းကဒီဟာဒီသုံးခုပဲ Three correct. ဒီကရာဒီနောက်ခုပြောင်းရမယ်အဲ့တယ်ဟုတ်လား Two correct. ဟုတ်ဘူးဟဲ့ခုနကပြောတော့ကြတော့ဒီဟာဒီနှစ်ခုကမှန်တယ်လေဒီဟာငါကမှန်တယ်လို့လည်းမပြောဘူး One. Two correct. စဉ်းစားလို့မရဘူးဒီနေ့အုံနောက်ကုန်ပြီဖြစ်နေတယ် Three correct. အဆိုရင်ခုနက two correct နော်ဒီနှစ်ခုပဲဒီနှစ်ခုကတူနေမကြိုင်နော်နေ Two correct. အဆို3ရတာမှ3ရဒီလိုမှန်တယ်ဒီလိုအဲ့ဒါဒီနှစ်ခုကဒီလိုဖြစ်နေတယ်ဖြစ်နေအဲ့ကမှန်တယ်အဲ့ကမှန်တယ်သူကလည်းမှားရတယ်ဖြစ်နေတယ်မှန်တယ်အဲ့ကမှန်တယ်အဲ့ကမှန်တယ်ခမလာမှားလားဟုတ်ဘာလို့ချင်လဲကွာဒီကနေ့မှားတယ် One correct. ဟုတ်ကဲ့ကာမနေ Two correct. ခုနကကြောက်ပြီကြောက်ကြလားအင်းဟိုလက်ချင်မသိဘူးဟာနော်ဒါလည်းဒီ မှန်သားပါပြီရှင်